Assalamualaikum warahmatullahi wabarakatuh အင်ရှာလာကျွန်တော်အီမန်ကစားလေးရဲ့လှည့်စားခံရသူအကြောင်းစာအုပ်ကလေးကိုဖတ်ပြမှာဖြစ်ပါတယ်ဒီဝေချက်ကတော့အကြောင်းမျိုးမျိုးကြောင့်စာဖတ်ရန်အခက်အခဲရှိတဲ့သူတွေစာမဖတ်ဖြစ်တဲ့သူတွေနားထောင်ပြီးအစ္စလာမ်အသိပညာတွေရရှိအောင်နဲ့ကျွန်တော်ကိုယ်တိုင်လည်းလေ့လာခြင်းတဲ့အတွက်ဖတ်ပြခြင်းဖြစ်ပါတယ်။ဘလောက်ရှင်မြတ်ကျွန်တော်တို့ရဲ့အသိပညာအပေါ်မှာဘရကတ်မင်္ဂလာချီးမြှင့်ပေးသနာတော်မူပါစေ။အာမင်။ أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم ဥစ္စာဒနာရှင်များလှည့်စားခံရခြင်းများစွာသောဥစ္စာဒနာရှင်တို့သည်မိမိတို့၏ဥစ္စာဒနာဖြင့်လှည့်စားခြင်းကိုခံကြရသည်၎င်းတို့ကိုလည်းအုပ်စုအမျိုးမျိုးခွဲ၍မြင်နိုင်သည်လှည့်စားခံကြရသောပထမအုပ်စုဒနာရှင်များကခြင်းသူများသည်၎င်းတို့သည်ပလီဝတ်ကြောင်းတော်များကျောင်းများဇရက်များတရားများရေမြောင်းများနှင့်အခြားထင်ပေါ်သည့်အဆောက်အအုံများဆောက်လုပ်ခြင်း၌သာအာရုံရှိကြသည်မိမိတို့ဆောက်လုပ်သောအဆောက်အအုံများတွင်မိမိတို့၏ဘွဲ့အမိများကိုအခိုင်အမာကပီးတင်ထားကြသည်၎င်းတို့၏ရည်ရွယ်ချက်က၎င်းတို့၏ဂုဏ်သတင်းသည်အမြဲတမ်းတည်ရှိပြန့်နှံ့ရန်ပင်ဖြစ်သည်၎င်းတို့သေပြီးနောက်လည်း၎င်းတို့၏ခြေရာလက်ရာများကြံရှိနေရန်ပင်ဖြစ်သည်ဤသို့ပြုလုပ်ကြသဖြင့်၎င်းတို့သည်အလောင်းရှင်မြတ်၏လွန်ငင်းချမ်းသာခွင့်ကိုရရှိကြမည်ဟုထင်ကြသည်၎င်းတို့သည်မိမိတို့မြည်ကဲ့သို့ကြီးပွားချမ်းသာလာကြသည်ကိုမိမိတို့ကိုအတိဆုံးဖြစ်ကြသည်၎င်းတို့၌အချို့သည်သူတစ်ပါး၏ဥစ္စာပစ္စည်းကိုမတရားရယူပိုင်ဆိုင်ခြင်းဖြင့်၎င်းအတိုးစားခြင်းဖြင့်၎င်းတဆိုးလက်ဆောင်များနှင့်လက်ဖြစ်စည်းများကိုလက်ခံခြင်းဖြင့်၎င်းစသည့်ဟရမ်တမာအာဇီဝမကြသောနည်းလမ်းဖြင့်ကြီးပွားလာကြသည်ထိုဥစ္စာပစ္စည်းတို့ဖြင့်ပလီဝတ်ကြောင်းတော်များကျောင်းများစသည်တို့ကိုဆောက်လုပ်ခြင်းဖြင့်အလောင်းရှင်မြတ်၏အမျက်တော်ကိုပြည်ငြိမ်းစေနိုင်သည်ဟုထင်မှတ်မှားကြသည်ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ရမည်ဟုထင်ကြသည်အမှန်မှာ၎င်းတို့သည်ဥစွာအစမိမိတို့၏အမားများကိုအလောင်းရှင်မြတ်အထံတော်၌ဝင်ချတောင်းပန်ရပေမည်ထို့နောက်မိမိတို့ရရှိထားသောပစ္စည်းများကိုမူလပိုင်ရှင်ထံသို့ပြန်လည်ပေးအပ်ကြရမည်အကယ်၍မူလပိုင်ရှင်သည်အသက်ထင်ရှားမရှိပါက၎င်း၏သားသမီးများကိုပြန်ပေးအပ်ကြရမည်တဖန်မူလပိုင်ရှင်၌၎င်း၏အမွေကိုဆက်ခံမိသူမရှိပါကအရေးကြီးသောနေရာများ၌ထိုပစ္စည်းများကိုသုံးစွဲလိုက်ရပေမည်အရေးကြီးသောနေရာဟူသည်ကဆင်းရဲသားများကိုခွဲဝေပေးခြင်းဖြင့်စသည့်နေရာများကိုဆိုလိုသည်မလိုအပ်ပဲအဆောက်အအုံများကိုဆောက်လုပ်ခြင်းဖြင့်အကျိုးမရှိပေပြာစားလိုမှုထင်ပေါ်ကြွားဝါလိုမှုများသည်၎င်းတို့၏အတွင်းသဘောကိုလွှမ်းမိုးထားသည်၎င်းတို့သည်မိမိတို့ကိုတကယ်စေတနာမှန်သူများကောင်းကျိုးကိုလိုလားသူများဟုထင်ကြသည်သို့သော၎င်းတို့သည်လူသည်များသောနေရာများတွင်သာမိမိတို့၏ဥစ္စာပစ္စည်းများကိုပုံအော၍သုံးစွဲကြတော်လေလူမသိဘဲသူစင်းရဲတအုပ်ကိုဒင်းကားတပြားပင်လျင်ကြည်ပြူစွာမပေးနိုင်ကြပေအကြောင်းက၎င်းတို့၏နှလုံးသား၌ချီးမွမ်းခံလွန်ခြင်းသည်မင်းမှုထား၏လေစားခံကြရသောဒုတိယအုပ်စုဥစ္စာဒနာရှင်များကအကျဉ်သူများသည်၎င်းတို့သည်ဟရမ်ကိုရှောင်၍ဟလလ်ကိုသာရှာဖွေကြသည်ထို့နောက်မိမိတို့၏ဥစ္စာပစ္စည်းများကိုပလီဝတ်ကြောင်းတော်များ၌သုံးစွဲကြသည်သို့သော၎င်းတို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုပလီဝတ်ကြောင်းတော်များတွင်စေတနာမမှန်သောအတွင်းသဘောဖြင့်လိုသည်ထပ်ပို၍သုံးစွဲခြင်းထက်မိမိတို့ပတ်ဝန်းကျင်ရှိသူစင်းရဲများအားပေးကမ်းရန်ပို၍ထိုက်ကြကုန်၏ပလီဝတ်ကြောင်းတော်များနှင့်စာသင်ကျောင်းများသည်မလိုအပ်ဘဲအမြောက်အများဆောက်လုပ်ရန်တာဝန်မရှိချေတရက်တရွာ၌ပလီတစ်လုံးရှိလျင်လုံလောက်၏လမ်းတိုင်းတွင်ပလီရှိနေရန်မလိုအပ်ချေသူစင်းရဲတို့မှာကစားရမယ်တောက်ရမယ်ဖြစ်နေကြသည်အမှန်က၎င်းတို့ကိုစွန့်ကြဲပေးကမ်းပြီး၎င်းတို့၏ဘဝကိုမြင့်တင်ပေးကြရမည်သို့သော၎င်းတို့သည်တကယ်လိုအပ်နေသောသူစင်းရဲတို့အားတပြားတစ်ချက်ပေးကမ်းရန်ဝင်လေးနေကြပြီးပလီဝတ်ကြောင်းတော်များ၌သာအရှံပေတုံးကဂုံပြိုင်ကြသည်ဤသည်ကိုပင်အလောင်းရှင်မြတ်အတွက်သုံးစွဲသည်ဟုထင်ကြသေးသည်စင်စစ်မိမိတို့၏ရည်ရွယ်ချက်ကိုမိမိတို့ကိုယ်တိုင်အသိဆုံးပင်ဖြစ်ကြပေမည်၎င်းတို့၏မာယွင်သောရည်ရွယ်ချက်များသည်၎င်းတို့အပေါ်၌သာပြစ်ဒဏ်ဖြစ်သွားပေမည်မည်သူမပြုမိမိမှုပင်ဖြစ်၏သို့သာမက၎င်းတို့က
ကျွန်ုပ်တို့သည်အလောရှင်မြတ်အတွက်သာလျှင်ရည်ရွယ်ဆန္ဒထားကြသည်ဟုပြောကြသေးသည်၎င်းတို့သည်ငွေကုန်ကြေးကြခံကာဗလီဝတ်ကြောင်းတော်များကိုခြေတကြသည်တစားဆင်ကြသည်မှန်စီရွှေချကြသည်ဆွလဝတ်ပြုသူတို့သည်ထိုအဆောင်အယောင်များကိုကြည့်ကာဆွလဝတ်ပြုရာ၌စိတ်အာရုံထွေပြားကြသည်ဆွလဝတ်ပြုမှု၌အဓိကဖြစ်သောစိတ်အာရုံစူးစိုက်မှုနှလုံးသားနှိမ်ချမှုစသည်တို့သည်ထိုအဆောင်အယောင်များကြောင့်လွင့်ပြေကုန်၏ဟူစိန်ရာဒီယလာဟူအန်ကဤသို့မိန့်ခဲ့သည်တမန်တော်မြတ်ဆလလောလဟ်အလိုင်းဝါဆလမ်သည်မဒီနာမြို့တော်၌ပလီဝတ်ကြောင်းတော်ကိုတည်ဆောက်ရန်ရည်ရွယ်တော်မူသောအခါဂျစ်ဘရီကောင်းကင်တမန်သည်တမန်တော်မြတ်ဆလလောလဟ်အလိုင်းဝါဆလမ်ထံအခါစားဝင်ပြီးအိုးတမန်တော်ပလီဝတ်ကြောင်းတော်ကို9000အမြင့်အထိသာဆောက်လေထိုဝတ်ကြောင်းတော်ကိုမချေတပါနှင့်မှန်စီရွှေချမပြုတ်နှင့်ဟုလျှောက်ထားခဲ့သည်သို့သောလှည့်စားခံကြရသောဤဒနာရှင်များကမနှစ်မြုပ်ပွဲလောက်ရက်ကိုကောင်းမှုဟုထင်ကြပြီးထိုလောက်ရန်ဖြစ်လာအားရခြင်းနဲ့နေကြသည်လှည့်စားခံရသောတတိယအုပ်စုဥစ္စာဒနာရှင်များကအကျဉ်သူများသည်၎င်းတို့သည်ဆင်းရဲသားများကိုပေးကမ်းစွန့်ကြဲကြ၏သို့သော၎င်းတို့သည်ဤသို့ပေးကမ်းစွန့်ကြဲရန်အတွက်အခမ်းအနားများလူစုလူဝေးများကိုဖန်တီးပေးရန်တောင်းဆိုကြသည်သူဆင်းရဲတို့က၎င်းတို့ကိုကျေးဇူးတင်စကားပြော၍၎င်းတို့၏ကောင်းသတင်းများကိုဖြန့်ဖြူးပေးကြသည်မှာတဘာဝပင်မဟုတ်ပါလား၎င်းတို့သည်တိတ်တဆိတ်ပေးကမ်းလိုခြင်းမရှိကြကြ၎င်းတို့ပေးကမ်းစွန့်ကြဲသည်ကိုလက်ခံပြီးရေငုံနှုတ်ပိတ်နေသောဆင်းရဲသားကို၎င်းတို့ကတစ္ဆာဖောက်ဟုမြင်ကြသည်ကျေးဇူးကံဟုမြင်ကြသည်အိမ်နီးချင်းဆင်းရဲသူများကိုလည်းစားရမယ်တောက်ရမယ်ဘဝ၌ပြစ်ပယ်ထားလေရှိကြသည်အစ်ဘနာအဘတ်စ်ရာဒီယလာဟူအန်ကဤသို့မိန့်ပူသည်ကေယာမတ်နီးလာလျင်ဟတ်ပြုမိသူများသည်များပြားလာလိမ့်မည်၎င်းတို့အတွက်ခရီးသွားလာမှုသည်အလွန်လွယ်ကူလိမ့်မည်ဇာနဲ့ရိတ်ခါသည်လည်း၎င်းတို့လက်ဝယ်အရှံအပယ်ဖြစ်မည်၎င်းတို့သည်အပြစ်အမျိုးမျိုးကိုကျူးလွန်ကပြန်လာကြလိမ့်မည်တောများသဲကန္နာရများအကြားရှိကလုံများကိုလည်းပိုင်ဆိုင်ကြမည်သို့သော၎င်းတို့၏အိမ်နီးချင်းသည်၎င်းတို့၏အနား၌ရှိပါလျက်ချို့တဲ့ကြက်တဲနေမည်၎င်းတို့သည်မိမိတို့၏အိမ်နီးချင်းကိုကြည့်ရှုဆောင်မကြမည်မဟုတ်ပေလေစားခံရသောစတုထအုပ်စုဥစ္စာဒနာရှင်များကကျင့်သူများသည်၎င်းတို့သည်ဥစ္စာပစ္စည်းအမြောက်အများကိုစုဆောင်းထားကြတော်လေတွန့်တူကြသည်မလူရက်မပေးကမ်းရကြပေဥစ္စာပစ္စည်းပေးရန်မလိုသောခန္ဓာကိုယ်နှင့်ပြုရသည့်ကောင်းမှုများဆွလတ်ဆွီယမ်တဟာဂျုကိုရန်ခတန်ဖတ်ခြင်းစသည်ဖြင့်သာလုံးပန်းကြသည်အမှန်မှာ၎င်းတို့သည်လည်းမိမိတို့၏ဥစ္စာပစ္စည်းဖြင့်လှည့်စားခြင်းခံကြရ၏အကြောင်းက၎င်းတို့ကိုပျက်စီးစေမည့်ဈေးနှဲတွန့်တူမှုသည်၎င်းတို့၏အတွင်းသဘောကိုမင်းမူထားသည်၎င်းတို့သည်ဥစွာအစမိမိတို့၏ဥစ္စာပစ္စည်းကိုလူရန်ခြင်းဖြင့်နှမျောတွန့်တူသည့်စိတ်ကိုရိတ်လီအပ်၏ဘို့သောတွန့်တူစိတ်ကင်းစင်ပြီးမှသာနဖီလ်အီဘာဒတ်များကိုကျင့်ကြံအပ်၏၎င်းတို့သည်အကျဉ်သူနှင့်တူ၏ထိုသူ၏အင်ကြီးအတွင်းသို့မွေးတကောင်ဝင်လာပြီးထိုသူအားကိုက်ခဲ၍တေရတော်မူအခြေအနေ၌ရှိ၏သို့သောသူသည်မွေစိတ်ကိုဖြည့်ရန်အတွက်စီကန်ဂျပင်ဟုခေါ်သောဆေးတစ်မျိုးဖြင့်သာရောင်ရဲနေ၏မွေကိုက်ခံရသူအတွက်ထိုဆေးမြစ်သည်မိသည့်အကျိုးကိုမျှပေးမည်မဟုတ်ပေလူတစ်ယောက်ကဘရတ်ဟာဖီအားပုဂ္ဂိုလ်တဦးသည်များစွာဆွီယန်ဥပုပ်ဆောင်ထိန်၍များစွာဆွလတ်ဝတ်ပြု၏ဟုဆိုလျင်ဘရတ်ဟာဖီကတနာဖို့ကောင်းစွာထိုသူသည်မိမိလုပ်ရမည့်အလုပ်ကိုမလုပ်ဘဲအခြားသူလုပ်ရမည့်အလုပ်ကိုလုပ်၏အမှန်သူလုပ်ရမည့်အလုပ်ကစာငတ်သူကိုကျွေးမွေးခြင်းနှင့်ဆင်းရဲသားကိုပေးကမ်းခြင်းဖြစ်သည်ထိုသို့စာငတ်နေသူအားကျွေးမွေးခြင်းသည်ကိုယ်တိုင်အငတ်နေခြင်းထက်မြတ်၏သူဆင်းရဲတို့အားပေးကမ်းခြင်းသည်တွန့်တိုသည့်အတွင်းသဘောကိုမပြင်ဘဲဆွလတ်ဝတ်ပြုခြင်းထက်မြတ်သည်ဟုပြန်ပြောခဲ့ဘူးလေသည်လဲစားခံရသောပြင်စမအုပ်စုဥစ္စာဒနာရှင်များကအကျဉ်သူများသည်
၎င်းတို့သည်ဇကတ်အဖြစ်ပေးကမ်းခြင်းမှအပအခြားမည်သည့်အရာကိုမျှပေးကမ်းခြင်းမရှိကြကြ။စေနှင့်တွန့်တို့လွန်းကြသည်အကယ်၍ပေးကမ်းလျင်လဲ၎င်းတို့ကိုယ်တိုင်မလိုလားသောတိမ်ဖြင်းသည့်ပစ္စည်းများကိုသာပေးကမ်းကြသည်၎င်းတို့သည်ဇကတ်ကိုမိမိတို့အားပြုစုကာအလုပ်ကျွေးပြုမိသူများကိုသာပေးကမ်းကြသည်သို့မဟုတ်မိမိတို့အိမ်၌အဖိုးအခနှင့်ခိုင်းစေထားသောအစေခံကိုဇကတ်ပေး၍ခိုင်းကြသည်သို့မဟုတ်မိမိတို့လိုဘရှိသောသူကိုသာဇကတ်ပေးကြသည်၎င်းတို့သည်လူအများကြည်ညိုလေးစားသောပုဂ္ဂိုလ်တဦးဦး၏ရှေ့၌ဂုံရှိန်ရရန်ဇကတ်ပေးကြသည်မိမိလိုအပ်သောအခါထိုပုဂ္ဂိုလ်၌အခွင့်အရေးယူရန်ဖြစ်သည်ဤလောက်ရများသည်စေတနာမမှန်ကန်သောလောက်ရများဖြစ်၏ထို့ကြောင့်ဤလောက်ရများသည်လည်းအချင်းအနီးသာသည်၎င်းတို့သည်မိမိတို့ကိုအလောင်းရှင်မြတ်ပေးအပ်ထားသောဇကတ်တာဝန်ကျေပွန်ပြီးဟုထင်ကားလှည့်စားခံကြရသည်အမှန်က၎င်းတို့သည်အလောင်းရှင်မြတ်၏အေဘာဒတ်ခဝတ်မှုကိုပြုပြီးအခြားသူများထံမှအကျိုးအမြတ်ကိုရရှိလိုသောသူရုပ်များသည်လှည့်စားခံကြရသောဆဋ္ဌမဥစုဥစ္စာဒနာရှင်များကအကျင့်သူများသည်၎င်းတို့သည်ဥစ္စာဒနာရှင်များနှင့်အတူဆင်းရဲသားများလည်းပါဝင်နေကြသည်၎င်းတို့အားလုံးသည်တရားပွဲများဓမ္မသဘင်များ၌ပါဝင်ခြင်းဖြင့်လှည့်စားခြင်းကိုခံကြရသည်ပွဲစီရန်အတွက်ငွေကုန်ကြေးကြခံကာလာရောက်စုဝေးကြရုံဖြင့်၎င်းတို့အတွက်လုံလောက်ပြီးဟုအောက်မေ့နေကြသည်ဤပွဲများကိုဓလေ့ထုံးစံအဖြစ်စင်ရင်ကျင်းပကြသည်၎င်းတို့သည်ကိုယ်တိုင်လိုက်နာကျင့်သုံးခြင်းမရှိကြဘဲတရားနာယုံမျှဖြင့်အကျိုးကုသိုလ်ရမည်ဟုထင်နေကြသည်အမှန်ကတရားပွဲများ၏အနှစ်သာရသည်ကောင်းမှုကိုလိုလားခြင်းအပေါ်မူတည်သည်ကောင်းမှုပြုလိုစိတ်ကိုနှိုးဆော်ပေးခြင်းမရှိသောတရားပွဲသည်အကျိုးမရှိပေကောင်းမှုကိုလိုလားသည့်စိတ်သည်မြတ်၏ထိုစိတ်ကကြင်ကြံအားထုတ်မှုစီသို့တွန်းပို့၏ကြင်ကြံမှုအထိမပို့ဆောင်နိုင်သောတရားပွဲအတွက်ငွေကုန်ခံခြင်းသည်၎င်းစုဝေးခြင်းသည်၎င်းအရာထင်မည်မဟုတ်ပေ၎င်းတို့သည်တရားပွဲများတွင်တရားနာယင်မျက်ရည်လွယ်သောအမျိုးသမီးများကဲ့သို့ငိုကောင်းကိုရှိုက်ကြပေမည်တရားဟောဆရာဓမ္မကတိက၏အချောက်တရားများကိုနာရင်တုံလောက်ကောင်းတုံလောက်ပေမည်ထို့နောက်ပါဇက်ကလည်းအိုးငြိမ်းချမ်းတော်မူသောအရှင်ကျွန်တော်မျိုးတို့အားငြိမ်းချမ်းမှုကိုချီးမြှင့်တော်မူပါအရှင်မြတ်ထံကင်းရန်စုပန်ပါ၏အရှင်မြတ်သည်သာကျွန်တော်မျိုးအတွက်လုံလောက်တော်မူပါသည်အစွမ်းအင်အားတို့သည်အရှင်မြတ်အပေါ်၌သာလျင်တည်၏စားသောစာပိုက်များကိုရွတ်ဆိုကောင်းရွတ်ဆိုပေမည်ဤမျှဖြင့်၎င်းတို့သည်ကောင်းမှုများကိုပြုပြီးပြီဟုထင်ကြသည်အမှန်ကလှည့်စားခံကြရခြင်းပင်ဖြစ်၏၎င်းတို့သည်အကျင့်ယောဂသည်နှင့်တူ၏ထိုသူသည်ဆရာဝန်များစုဝေးရာသို့ရောက်သွားပြီး၎င်းတို့ပြောသောဆေးအာနိသင်များကိုနားထောင်ကာဆေးမစားဘဲမိမိ၏ယောဂများပျောက်ပြီဟုထင်၏၎င်းတို့သည်အလွန်ဆာလောင်သူနှင့်လည်းတူ၏ထိုသူသည်အစားအစာအကြောင်းကိုနားထောင်ရင်ဗိုက်ပြည့်မည်ဟုထင်၏အမှန်မှာ၎င်းတို့သည်မိမိတို့ကိုမပြုပြင်သမျှကာလပတ်လုံးမြည်သည့်တရားမျှ၎င်းတို့ကိုပြုပြင်ပေးမည်မဟုတ်ဟုသည်ကိုနားလေသိကြသည်၎င်းတို့သည်အလောင်းရှင်မြတ်အထံတော်သို့ပြန်လှည့်ရပေမည်လောကကိုကြောခိုင်းရပေမည်ကြိုးစားအထောက်ကားအလောင်းရှင်မြတ်ကိုမျက်မှောက်မပြုပဲတရားပွဲသွားယုံကာမျှဖြင့်လေစားခံနေရခြင်းမှယုံထွက်နိုင်မည်မဟုတ်ပေအင်ရှာလာကျွန်တော်နောက်ထပ်တင်မယ့်ဗီဒီယိုမှာသစ္စာဝုဖ်ပရမတ္တသစ္စာရှာဖွေသူတို့လှည့်စားခံရခြင်းဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီး notification ခေါင်းလုံးလေးလည်းဖွင့်ထားပေးခဲ့ကြပါအောင်ခင်ဗျာအစ္စလာမုအလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတု